အလေးထား၍စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်အရေးကြီးတော့ကကောင်းအောင်ပြင်ဖို့အရေးကြီးတယ်မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှမိမိကိုယ်ကိုကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုလို့ရှိရင်နောင်ကောင်းအောင်ပြင်ဖို့ဆိုတာတော်တော်ခဲရင်သွားလိုက်တယ်လောကမှာရုပ်ကိုပြုပြင်ကြတာတော့ခေတ်ကာလမရွေးဒေသမရွေးပြုပြင်နေကြတာပဲလူတွေကနေစဉ်နဲ့အမျှမိမိရဲ့ရုပ်ခန္ဓာကိုမလှအောင်မဝအောင်ဆိုတာနေစဉ်နဲ့အမျှပြင်းနေကြတာမိမိတို့ကိုယ်တိုင်ပြင်တာအားမရလို့ပြုပြင်တဲ့ဌာနတွေ beauty parlor တို့ဘာလို့သွားပြီးတော့ပြင်းနေကြတာပဲเนาะအဲ့တော့လောကမှာလူတွေဟာဘာတွေလုပ်နေသလဲလို့စဉ်းစားကြည့်လိုက်လို့ရှိရင်ပြင်းနေကြတာပဲအများစုကဘာတွေပြင်းနေတာတော့လို့မေးကြည့်လိုက်လို့ရှိရင်ကိုယ်ရုပ်ခန္ဓာကိုယ်ကြီးကောင်းအောင်ပြင်းနေကြတာဟော physical body လို့ခေါ်တဲ့အပြင်ပန်းရုပ်ခန္ဓာကိုယ်ကြီးလှဖို့အတွက်လူတိုင်းကြိုးစားနေကြတရားတန်ရှင်းမှုဆိုတဲ့အနေထားတဲ့ကြော်လွှားပြီးတော့လှဖို့ပဖို့ဆိုတဲ့စင့်တီအောင်ရောက်တော့လောကလူဆိုတာတန်တန်ရှင်းရှင်းတန်တန်ပြတ်ပြတ်ဒီလိုတော့နေရမှာပေါ့နော်အလှပြင်တာနဲ့တန်ရှင်းအောင်နေတာမတူဘူးတန်ရှင်းအောင်နေတယ်ဆိုတာကိုယ်ခန္ဓာကိုယ်အငြိအကျေးတွေမကတ်ယုံသိလျော်ယုံတန်ရှင်းပြီးတော့နေတာဒါအလှပြင်တာမဟုတ်တန်ရှင်းအောင်နေတာတန်ရှင်းအောင်ကတော့လူတိုင်းခန္ဓာကိုယ်တန်ရှင်းအောင်နေသင့်တယ်ပေါ့နော်ဒါကျမ်းမာရေးအတွက်လည်းပဲတန်ရှင်းမှုကထောက်ကူပြုတယ်အသိဉာဏ်ဖွံ့ဖြိုးမှုအတွက်လည်းပဲတန်ရှင်းဟာထောက်ကူပြုတယ်ရုပ်ခန္ဓာကိုယ်ကြီးကညစ်ပတ်နေမယ်ကိုဝတ်တဲ့ဝတ်စားတွေကညစ်ပတ်နေမယ်ကိုနေတဲ့အိမ်ကဟာကညစ်ပတ်နေမယ်စသရရညစ်ပတ်နေမယ်စားတဲ့အစာအာဟာရတွေကညစ်ပတ်နေမယ်ဆိုလို့ရှိရင်လူဟာယောဂလည်းရနိုင်တယ်စိတ်ကြည်လင်မှုကိုလည်းမဖြစ်စေနိုင်ဘူးစိတ်စွမ်းအားတွေပါကျသွားတတ်တယ်ဒါကြောင့်မို့ပညာကြီးတိုးတက်ဖို့ဆိုတဲ့အထဲမှာတန်တန်ရှင်းရှင်းနေတတ်ဖို့ဟာအကြောင်းတစ်ခုပဲကမ္မထာအထုတ်တဲ့ပုဂ္ဂိုလ်တွေဒါသတိထားကမ္မထာအထုတ်ရင်ညစ်တိညစ်ပတ်တော့သွားအာမထုတ်လေဘာဖြစ်လို့ညစ်တိညစ်ပတ်အာမထုတ်တယ်လို့ပြောတော့ဆိုရင်မဲညစ်နေတဲ့မီးစာတို့မဲညစ်နေတဲ့စီမာထွန်းတဲ့မီးဟာမတောက်ပါတန်တန်ပြတ်ပြတ်ဆိုရင်ပို့ပြီးတော့တောက်ပါတယ်လူမှလည်းပဲထိုးတူပဲခန္ဓာကိုယ်တန်ရှင်းအားနည်းနေတယ်တန်ရှင်းမှုမရှိဘူးဆိုလို့ရှိရင်လူရဲ့စိတ်ဟာမကြည်လင်လို့အသိဉာဏ်လည်းမတောက်ပါဘူးလို့ဒီလိုပြောတာရုပ်ခန္ဓာကိုယ်နဲ့နန္တရားနဲ့ဆိုတာဆက်ဆက်ပြီးတော့နေတယ်ဒါမို့တန်ရှင်းမှုတော့လောတန်ရှင်းမှုတွေကြော်လွန်ပြီးတော့အလှပြင်တာမျိုးကြတော့တစ်ဖက်ဆော့ရောက်သွားပြီသူကအလှပြင်တာကြတော့တစ်ဖက်ဆော့ရောက်သွားပြီမလှအောင်မရှိတာကိုအရှိလောက်တာပေါ့နော်မရှိတာကိုအရှိလောက်တယ်ဆိုခုခေတ်မှာမရှိတာအရှိလောက်တာတော်တော်များတယ်နော်ကို့မှာအမေမွေးတော့ကသပင်လေးကအနက်ကလေးရှိတာအဲ့ဒါရွှေဝါရောင်ရှိခြင်းနဲ့နော်တခြားအဖြူရောင်ရှိခြင်းနဲ့ရောင်စုံရှိခြင်းနဲ့ပေါ့လေအဲ့ဒါလိုရှိခြင်းတဲ့ကမရှိတာရှိခြင်းလာတာပေါ့အဲ့ဒါလိုမရှိတာရှိခြင်းလို့လုံးလာတဲ့အခါကျတော့ပြဿနာကိုဖိတ်ခေါ်နေတယ်လို့ရှိတယ်အဲ့ဒီသဘင်ကိုဆေးဆိုးတာတွေဟာအန္တရာယ်ရှိမရှိဆရာဝန်တွေကိုမေးကြည့်တဲ့အခါကျတော့အန္တရာယ်ရှိတယ်တဲ့ဒီဆေးတွေ chemical တွေဆိုချက်ချင်းတော့ဒုက္ခမပေးဘူးပေါ့ချက်ချင်းဒုက္ခမပေးဘူးတဘာဝမဟုတ်ဘဲနဲ့ကြော်လွန်ပြီးတော့လှုပ်ထားတဲ့ဆေးထဲမှာပါတဲ့အယောင်တွေဟာ chemical နဲ့ဖြစ်ပေါ်စေတဲ့ဟာအဲ့ဒါတွေကလူရဲ့သဘင်ကိုဆိုးရင်းကနေပြီးတော့ဥယျာဉ်တွေဘာတွေထိအောင်ထိလာတယ်
ထိလာတဲ့အခါကျတော့ဒါတွေဟာအန္တရာယ်ရှိတယ်လို့သူတို့ပြောတာဘယ်ရာပဲဖြစ်ဖြစ်အလေးနဲ့ထားဆင်ခြင်စဉ်းစားဖို့ရလိုအပ်တယ်ပေါ့အဲ့တော့လောကလူတွေဟာပြင်ဆင်နေကြတာဘာတွေကိုပြင်ဆင်တော့ဆိုကိုယ်ခန္ဓာကိုလှဖို့ပဖို့ပြင်ကြတယ်သို့တော့မပြင်မဲနေတာဘာလဲလို့ဆိုရင်အကျင့်စရိုက်တွေမပြင်ဘူးစိတ်နေသဘောထားတွေမပြင်ဘူးတဲ့စိတ်တူရတဲ့လူကဂုံယူပြီးတော့ငါစိတ်တူရတဲ့နော်ဆိုပြီးတော့ဂုံတော်ယူနေသေးတယ်ငါလည်းမဆန်းနဲ့ငါစိတ်ကမရဘူးလို့ဒါပေမဲ့ပြင်မှုစိတ်မဝင်စားဘူးလောဘကြီးတဲ့လူကလည်းပြင်မှုစိတ်ဝင်စားဘူးဒေါသကြီးတဲ့လူကလည်းပြင်မှုစိတ်ဝင်စားဘူးမသိမလိမ္မာမောဟကြီးနေတဲ့ပုဂ္ဂိုလ်ကလည်းပြင်မှုစိတ်ဝင်စားဘူးကိုပြန်ပြီးတော့ဆန်းစစ်လေးလာကြည့်တဲ့အခါကိုဘာတွေဝါဒနာပါတယ်ဆိုတာပြင်မှုစိတ်ဝင်စားတခါတော့ပြောတဲ့ကြားဘူးတယ်အသက်ရကြီးတဲ့အဖိုးကြီးတွေဖွားကြီးတွေဤတန်ရောစင်တော့ဖြတ်နိုင်ပါတယ်ကိုရိယဇာကားလေးတော့ကြည့်ပြရစေအောင်ဆိုတာဟောမပြင်းနိုင်တာလေးတွေရှိတယ်လို့ဒီလိုဆုံးလို့တာပေါ့နော်အဲ့ဒါလို့ကိုယ်စိတ်ကိုမပြင်းနိုင်ကြဘူးလူတွေဟာစိတ်မပြင်းနိုင်လို့တန်တရားထဲမှာတဝဲလဲလဲဖြစ်နေတာလေရသော်ဘုရားကိုယ်တိုင်ကိုကခန္ဓာကိုယ်ကိုတန်ရှင်းအောင်လုပ်ရမယ်လို့ဟောတဲ့နေရာအမှန်တမ်းနဲတယ်မရှိသလောက်သစိတ်တပရိယောဒဝနာကိုယ်စိတ်လေးကိုဖြူစင်အောင်လုပ်ပါလို့ပဲဟောတယ်စိတ်ဖြူစင်မှုကအဓိကကြတယ်ဒါမို့စိတ်ဖြူစင်မှုဟာအရေးပေးပြီးတော့လုပ်ကြရမှာဖြစ်တယ်စိတ်ဖြူစင်အောင်လုပ်တယ်လို့ဆိုတဲ့နေရာမှာဘာတွေဟာမဖြူစင်တာလဲဘယ်အရာတွေကိုယ်စိတ်ထဲရှိနေရင်မဖြူစင်တာလဲဘယ်အရာတွေဖြစ်မှဖြူစင်တာလဲဆိုတာလည်းသိဖို့လိုတယ်ပြင်မဗဟိတမှာကိုယ်အဝတ်ညစ်ပေနေလို့ရှိရင်သိတယ်ဒါကအဝတ်ကိုညစ်ပေစေရတဲ့ဖုံနေမုံနေအယောင်မကောင်းတဲ့အညစ်အကြေးတွေပေါ့အဲ့ဒါတွေကိုစင်ကြယ်အောင်စင်ကြယ်စေရတဲ့ဆပ်ပြာတို့ရေတို့နဲ့ရောက်ပြီးတော့လျှော်ကြစင်ကြယ်အောင်လုပ်ကြဖြူစင်အောင်ကြိုးစားကြသို့တော့ကိုယ်စိတ်လေးညစ်ထေးနေတာကြတော့စင်ကြယ်အောင်လုပ်ဖို့အများကတတိမရဘူးလွတ်ထားတယ်လူသဘာဝလို့လည်းတွက်တယ်သူတို့လူသဘာဝပဲလူဆိုတာလှတာမြင်သဘောကျမယ်မလှတာမြင်စိတ်ထဲမှာမခံကြီးမခံတာဖြစ်မယ်ဒါလူသဘာဝလို့ဆိုပြီးတော့လွတ်ထားကြစိတ်ရဲ့အညစ်အကြေးမှအတိမမပြုတ်ကြအညစ်အကြေးမှမသိကြအဲ့လိုမသိသေးသမျှကာလပတ်လုံးစိတ်ဖြူစင်အောင်ဆိုတာအလှပြင်ဖို့ပြင်ဆင်ဖို့ဆိုတော့ဘယ်သူမှလုပ်မှာမဟုတ်ဘူးအခုဘဝဟာအခုမြန်မာနိုင်ငံမှာရောက်ရှိနေကြတဲ့ပုဂ္ဂိုလ်တွေလူလာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုနာယူလို့ဘုရားဘာသာဝင်မိသားစုကမွေးဖွားလာလို့ဘုရားတရားသိတတ်လာတဲ့ဒီလိုပုဂ္ဂိုလ်တွေတဲကမှစိတ်ဖြူစင်ဖို့မကြိုးစားဘူးဆိုရင်ဉာဏ်တဲ့ပုဂ္ဂိုလ်တွေကဒီဘက်ကိုတတိတောင်မရဘူးမှတ်တောင်မရနိုင်မြန်မာနိုင်ငံမှာလူဦးရေသန်းပေါင်း50ကျော်60နီးပါးရှိတဲ့ထဲမှာစိတ်ဖြူစင်ဖို့စဉ်းစားတဲ့ပုဂ္ဂိုလ်နှောနေပါလိမ့်မယ်ဘာတွေဟာစိတ်တွေရဲ့အညစ်အကြေးတွေလဲ impurity တွေလဲအဲ့ဒါတွေကိုဘယ်လိုစင်ကြယ်အောင်လုပ်ရမလဲဆိုတာသိတဲ့ပုဂ္ဂိုလ်ကြတော့ရာခိုင်နှုန်းပိုနေသွားအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားသာသနာတော်နဲ့တွေ့ကြုံလာတဲ့အခိုက်အလေးမှာစိတ်ရဲ့အညစ်အကြေးဆိုတာဘာတွေလဲစိတ်မဖြူစင်တာဆိုတာဘာလဲစိတ်မဖြူစင်တဲ့စိတ်ရဲ့အညစ်အကြေးတွေကိုဘယ်လိုတန်ရှင်းလုပ်ရမလဲဆိုတာတွေ
သိရှိနားလည်ဖို့လိုတယ်အခုတို့တရားပွဲကြီးတွေကျင့်ပတာဒါတွေသိအောင်လုပ်တာနော်ဒါတွေသိအောင်လုပ်တကယ်ကတော့ကိုယ့်ဘဝမှာမကောင်းတဲ့အရာတွေကိုဖယ်ရှားလို့ကောင်းတဲ့အရာတွေကိုလက်ခံကြိုးစားဖို့ဆိုတာကောင်းအောင်ပြင်ဖို့အတွက်ကောင်းအောင်ပြင်တတ်ဖို့အတွက်ပညာယူတဲ့သဘောပဲတရားနာတယ်ဆိုတာအဲ့ဒါလို့တရားနာတယ်ဆိုတဲ့ရည်ရွယ်ချက်ကဘာထားမလဲဆိုရသော်ဗျာဟောတဲ့တရားဓမ္မဂရိကဆရာတော်တွေစီကတို့နာမယ်နာပြီးရင်သင်္ကန်းစာယူတဲ့ဟာယူမယ်နော်ရှောင်တဲ့နာရှောင်မယ်ဆောင်တဲ့နာဆောင်မယ်ဒီတရားတွေအတိုင်းလိုက်နာကျင့်သုံးနိုင်အောင်ကြိုးစားအထောက်မယ်ဆိုတဲ့ဒီနှလုံးသွင်းရရှိရတယ်အဲ့ဒီနှလုံးသွင်းမရှိဘဲနဲ့အိမ်မှာနေရတာပြင်းလို့တရားပွဲသွားအောင်ပဲဆိုတာမျိုးကတော့မဟုတ်သေးဘူးเนาะအဲ့တော့ကြောင့်မလို့တရားပေါ်မှာစိတ်ဝင်စားမှုဆိုဒီမှာနားလည်ဖို့အတွက်စိတ်ဝင်စားကိုယ်ဘဝနဲ့ပတ်သက်ပြီးတော့ဘဝကိုရှင်းရှင်းလင်းလင်းမြင်ဖို့ရအတွက်မြတ်စွာဘုရားဟောတဲ့တရားတွေဆုံးမတယ်နာယူကြအောင်မှာအဲ့လိုနာယူပြီးတရားဓမ္မကိုလိုက်နာကျင့်သုံးမှမြတ်စွာဘုရားရဲ့တရားတော်ဟာလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကြမှာအကျိုးသက်ရောက်မှုဆိုတာဖြစ်လာနိုင်တယ်ပေါ့အဲ့ဒီလိုမှမလုပ်ဘူးဆိုလို့ရှိရင်အကျိုးသက်ရောက်မှုဆိုတာဖြစ်နိုင်ကိုကောင်းအောင်ပြင်ဖို့ဆိုတာနေရာဒေသမရွေးအချိန်မရွေးဒီလိုဖြစ်နိုင်တဲ့ကိစ္စမဟုတ်ဘူးကောင်းအောင်ဆိုတဲ့နေရာမှာဘယ်ထိအောင်ကောင်းအောင်ပြင်ပါလဲဆိုတဲ့နေရာမှာအကောင်းဆုံးဖြစ်အောင်အကောင်းဆုံးဖြစ်ပြီဆိုတာဘယ်အဆင့်ကြမှာအကောင်းဆုံးလို့ပြောလို့ရလဲလို့ဆိုရဟန္တာဖြစ်တော့မှအကောင်းဆုံးဖြစ်မှာဒီကြားထဲမှာတော့အဆိုးကရှိနေဦးမှာပဲသောတာပန်ဖြစ်သွားရင်တော်တော်ကောင်းသွားပြီလို့ပြောရမယ်တဂရကံဖြစ်ရင်တော့ကိုကောင်းသွားပြီအနာဂံဖြစ်ရင်တော့ကောင်းရဟန္တာဖြစ်သွားလို့ရှိရင်အကုန်ကောင်းသွားပြီလို့ဒီလိုဆိုလို့ရတယ်ပေါ့အဆိုးတွေပြောချပြီးတော့အကောင်းဘက်ကိုရောက်အောင်ကြိုးစားအားထုတ်ရတယ်တဲ့မြတ်စွာဘုရားဟောတဲ့နိလန်းတွေကလည်းပဲဒါတွေကိုအဓိကထားပြီးတော့ဟောတာလောကမှာဘုရားပွင့်လာတာဟာကိုယ့်ကိုကောင်းအောင်ပြင်တတ်ဖို့ပွင့်လာတာဖြစ်တယ်ဘုရားကပြင်ပေးတာမဟုတ်ဘူးကိုယ်တိုင်ပြင်ရမှာဘုရားရှင်ကတရားဓမ္မကိုနာယူပြီးတော့ကိုယ်တိုင်ပြင်ရမယ်အဲ့ဒါလို့ပြင်မှလူရဲ့စိတ်အခြေအနေတွေဟာပြောင်းလဲပြီးတော့အကောင်းဘက်ကိုရောက်မှာတဲ့အနုဆိုရင်အကောင်းဘက်ရောက်ဖို့ဆိုတာတော်တော်ခက်တယ်လူရဲ့စိတ်ကိုကပပတ္တမိန်ရမတိမနောတဲ့လူစိတ်ဟာမကောင်းတဲ့ဘက်မှာပဲပျော်တယ်ဘာဖြစ်လို့မကောင်းတဲ့ဘက်ပျော်တော့ဆိုတာအကျင့်ကိုကဒီတိုင်းဖြစ်နေတာတန်တရားကိုကမကောင်းတာကြသိပျော်တယ်လောကမှာလူတွေကြည့်လေကလေးတွေလူဘဝရလာတဲ့အခါမှာတကယ်ချင်းပေါင်းသင်းနေတဲ့အကောင်မလောင်လေးတွေလိုက်ပြီးတော့ညှင်းဆဲတယ်တပ်ဖြတ်တယ်ပျော်တယ်သူတို့ပျော်တာဒီလှုပ်လို့ရတာပျော်တယ်သူများဥစ္စာခိုးရတာတို့လက်ရတာတို့ဒါလည်းသူတို့ပျော်တာပဲဒီလိုတန်တရားမှာမကောင်းတဲ့စိတ်ဟာမကောင်းတဲ့အလုပ်တွေမှန်တယ်များအကုန်ပျော်တယ်လှုပ်လဲလှုပ်နိုင်လှုပ်လဲလှုပ်တယ်ပို့ပြီးတော့စိတ်ဝင်စားတယ်ကောင်းတာနဲ့မကောင်းတာရှင်ပြိုင်ပြီးတော့လွန်ဆွဲမယ်ဆိုရင်မကောင်းတဲ့ဘက်ကိုစိတ်ကပို့လဲတယ်ပေါ့ဒါကြောင့်မလို့ကောင်းတဲ့ဘက်ရောက်အောင်လုပ်တယ်ဆိုတာရေဆံကိုတက်ရတာနဲ့အလားတရတူတယ်ပေါ့ဧရာဝတီမြစ်ထဲမှာသို့မဟုတ်ရန်ကုန်မြစ်ထဲမှာအောက်ခြေဘက်ကိုရေစီးနေတဲ့အချိန်ရေဆံကိုလှေနဲ့ဆန်တက်မယ်ဆိုလို့ရှိရင်ရေဆန်တက်ဖို့ရအမတမခဲရေစုံမျောရင်ကတော့ဘာမှလုပ်เสียမလို့ဒါလေးလိုက်သွားရုံပဲသူကသူမျောသွားမှာမကောင်းမှုအကုသိုလ်ဆိုတာရေစုံမျောသလိုပဲ
အသာလေးမျောလိုက်တော့သိတ်သက်တာတယ်အကုသိုလ်ကသိတ်သက်တာပဲကုသိုလ်ဆိုတာကြတော့အတင်းပြီးတော့ကြိုးစားကြတန်တရားငါအဲ့ဒါလို့ရှိတယ်သို့တော်လူတွေကအကုသိုလ်လုပ်ဖို့လွယ်ပေမဲ့အကုသိုလ်အကျိုးကြတော့အမတမကြောက်စရာကောင်းတော့အကုသိုလ်ကအကျိုးပေးတဲ့ဒုက္ခဘယ်သူမှမခံနိုင်ဘူးခံနိုင်တာကကုသိုလ်ကအကျိုးပေးတဲ့ဒုက္ခကိုပဲခံနိုင်တယ်ဒါပေမဲ့ဒုက္ခရခြင်းလို့ကုသိုလ်လုပ်ရမလားလို့ဆိုတော့ကုသိုလ်ကြတော့လုပ်ရခက်ပြန်ရောအကုသိုလ်လုပ်တာကပုံများတယ်ကုသိုလ်လုပ်တာနည်းလာတဲ့အခါကျတော့လိုချင်တဲ့ဒုက္ခမရပဲနဲ့မလိုချင်တဲ့ဒုက္ခတွေနဲ့ပဲဒုက္ခရောက်ပြီးတော့တဏှာထဲမှာတဝဲလဲလဲဒီလိုဖြစ်နေကြတာဒါကြောင့်မို့လို့မြတ်စွာဘုရားသာသနာနဲ့ကြုံပြီးတော့သိတတ်တဲ့အသိဉာဏ်ရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာကောင်းအောင်ပြင်ဖို့မမေ့တယ်ဘူးတဲ့ကောင်းအောင်ပြင်ဖို့အတွက်ဘာလုပ်ရမှာတော့ဆိုစဉ်းစားဆင်ခြင်မှုရှိရအလေးထား၍စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ကောင်းအောင်ပြင်ဖို့အတွက်စဉ်းစားတယ်ဆင်ခြင်တယ်ဆိုအမှတ်တမဲ့မနေရအမှတ်တမဲ့မနေရဘူးဆင်ခြင်စဉ်းစားတယ်ဆိုအခုတရားပွဲလာတာကိုတို့ဘာလို့တရားနာတာလဲအမှတ်တမဲ့မနေရဘူးစဉ်းစားအဖို့ကောင်းလို့လိုက်လာတာလားဘာဖြစ်လို့တရားပွဲလာတာလဲကိုယ့်ကိုအလေးနဲ့ဆင်ခြင်စဉ်းစားဖို့လိုအပ်တယ်ပေါ့ဆင်ခြင်စဉ်းစားလိုက်လို့ရှိရင်အဖြေတော့တွေ့လာမှာပဲဒီကနေ့ရောက်ပြီးတရားနာနေကြတဲ့တရားနာပရိသတ်တွေကိုဒီမေးခွန်းမေးလိုက်ပဲဘာလို့တရားပွဲလာတာတော့ဆိုလို့ရှိရင်နော်အဖြေတူတွေရှိနိုင်တော်လဲပဲမတူညီတဲ့အတွေးတွေတော့ရှိမှသိကြတယ်ပေါ့သူကိုပြောရင်တော့နိဗ္ဗာန်ရခြင်းလို့လာတယ်လို့သာပြောပါအဲ့တော့နိဗ္ဗာန်ဆိုတာသိလားလို့ဆိုတော့နိဗ္ဗာန်ဆိုတာမသိဘူးနော်သူတကာပြောတဲ့နိဗ္ဗာန်ဒါဖြင့်ရခြင်းနေတာဘာလို့ရခြင်းနေတာတော့မေးရင်လည်းပဲစစ်စစ်ပေါက်ပေါက်မေးလို့ရှိရင်မဖြစ်နိုင်တဲ့ပုဂ္ဂိုလ်ကရာခွဲနှုံးများလိုက်ပဲအေးလေးလာထားလို့ဆင်ញင်သုံးသက်ထားလို့ဖြစ်နိုင်တဲ့ပုဂ္ဂိုလ်လည်းရှိနိုင်တယ်ပေါ့ကောင်းပြီဒါကြောင့်မလို့ဘဝဆိုတာရလာတဲ့အခါမှာမဆင်ញင်မစဉ်းစားပဲနဲ့ဘာမှမလုပ်သင့်ဘူးတဲ့ဆင်ញင်စဉ်းစားပြီးတော့လုပ်သင့်တယ်တို့တရားပွဲလာတာဟာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိုတစ်လုံးသိသည်နှလုံးသိသည်တရားဟောဓမ္မဂရိကတွေစီကကြားနာရမယ်ကြားနာရလို့ရှိရင်တို့မှအသိဉာဏ်တွေတိုးမယ်အဲ့ဒီတိုးလာတဲ့အသိဉာဏ်နဲ့တို့ဘဝခရီးကိုမှန်မှန်ကန်ကန်ရှောင်နိုင်အောင်တို့ကြိုးစားမယ်ဆိုရင်ဒီရွယ်ချက်နဲ့တရားနာလာအဲ့ဒီရွယ်ချက်နဲ့တရားနာမှတရားပွဲကရတဲ့အမြတ်ဆိုတာဖြစ်နိုင်အဲ့လိုမဟုတ်ရင်အချိန်ကုန်ပြီးတော့တရားပွဲမှာလာပြီးတရားနာပြီးပြန်သွားတော့ဘာမှမကြံတဲ့ဟာမျိုးဖြစ်တတ်တယ်ကိုယ်ဘဝအတွက်သင်္ကန်းစာရတာချင်းတဦးနဲ့တဦးမတူဘူးသင်္ကန်းစာယူတတ်ပုံချင်းလည်းမတူဘူးစကားလုံးတစ်လုံးနဲ့ပတ်သက်ပြီးတော့အတွေးအမြင်ချင်းလည်းမတူဘူးပေါ့ဘုန်းကြီးတို့ဇေယျဒုက္ခလမ်းမှာမဟာသတိပဋ္ဌာန်တော့အနှစ်ချုပ်ဆိုတာ9ရက်ဟောတယ်အဲ့ဒီ9ရက်ဟောတဲ့ထဲကစကလုံးတစ်လုံးကိုစကလုံးတစ်လုံးကသူ့ဘဝကိုပြောင်းလဲသွားစေတဲ့ပုဂ္ဂိုလ်တယောက်ရှိခဲ့တယ်တစ်လုံးနဲ့ပဲဒီပြင်တရားတွေကပြောင်းမပြောင်းတော့မသိဘူးဒါသူလျှောက်လို့သိတာသူ့ဘဝဘလို့ပြောင်းသွားလဲကောင်းတာကိုရချင်ရင်တော့တခုတော့လဲလွတ်ရတခုကိုမလွတ်ဖက်နဲ့နောက်တစ်ခုရတယ်ဆိုအောင်ဖြစ်နိုင်ဘူးဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရမယ်အဲ့ဒီလိုတရားထဲမှာဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရတယ်တန်တရားဝကလွတ်ချင်တယ်နိဗ္ဗာန်ရောက်ချင်တယ်ဆိုရင်ဒီဘက်ကန်းခွာရစွန့်လွတ်ရမစွန့်လွတ်ရင်မရဘူးဆိုတာအဲ့တော့သူနားထဲမှာဘာဆွဲသွားတော့ဆိုဟိုဘက်ကန်းရောက်ချင်ဒီဘက်ကန်းကခွာရမယ်ဆိုတာသဘောပေါက်လို့
ငါနိဗ္ဗာန်ရခြင်းနဲ့ဆိုတာဒီတိုင်းထိုင်ဆုတောင်းနေလို့မဖြစ်ဘူးဒီဘက်ကန်းကခွာမပဲဆိုပြီးတော့ဘုန်းကြီးဝတ်သွားတယ်ဟောအဲ့ဒါတကယ်ရန်ကုန်မှာဆိုလိုတာကဘာပြောချင်တာတော့ဆိုစကလုံးလေးတစ်ခုချုပ်ပုဂ္ဂိုလ်တွေအတွက်တွန်းအားတစ်ခုရချုပ်ပုဂ္ဂိုလ်တွေအတွက်တော့စကလုံးထောင်တောင်းသိမ့်ချီပေမဲ့လို့တွန်းအားဘာမှမဖြစ်တာလည်းရှိနိုင်တယ်ဒါကြောင့်မလို့ကိုယ့်အတွက်မှာအသုံးဝင်တဲ့စကလုံးလေးတစ်ခုရှိရမယ်အဲ့ဒီလိုစကလုံးတစ်လုံးမျိုးကနေပြီးတော့အမှန်ဘက်ကိုဥတည်ပြီးတော့ရောက်ရှိသွားစာပေကျမ်းဂန်ထဲမှာဘာပြောတော့ဆိုလို့ရှိရင်လူတွေရဲ့စိတ်ဟာမကောင်းဘက်ကိုသွားတာများတယ်မကောင်းဘက်သွားတဲ့စိတ်ကိုကောင်းတဲ့ဘက်ကိုဆွဲဖို့အတွက်ဟာတခါတလေကျတော့လွယ်နဲ့မလိုက်ဘူးနော်လွယ်လည်းမလိုက်ဘူးအဲ့တော့လွယ်နဲ့မလိုက်တဲ့အခါမှာဘာလုပ်ရတော့အလုံးသိကြပါလိမ့်မယ်စင်တွေကိုထိန်းတဲ့လက်နဲ့ကရိယာတစ်ခုကိုချွန်းလို့ခေါ်တယ်နော်အမှန်တမ်းထက်တယ်စင်ဥဒကြီးကင်တဲ့ချွန်းအကောက်ကလေးလှုပ်ထားပြီးတော့အမှန်တမ်းထက်တယ်မုံရိုးနေတဲ့စင်တောင်အဲ့ဒီချွန်းလေးနဲ့ထိန်းလို့ရတယ်နာပြီးအမှန်တမ်းနာတဲ့နေရွယ်ကြားတဲ့ကိုအဲ့ချွန်းနဲ့စိုက်ထားပြီးတော့စင်ကိုထိန်းထားလိုက်ရင်ဒီစင်ကြီးဟာသူခိုင်းတာအကုန်လုံးရတော့တာအတန်ကုန်အော်တော့တာပဲအဲ့ဒါနော်လူနဲ့ဆင်နဲ့ဆိုလို့ရှိရင်အင်အားချင်းဟာဘာမှမဆိုင်ဆင်ရဲ့အင်အားအပဒမကြီးတယ်ဒါပေမဲ့လို့တော့ဆိုးတဲ့ဆင်ဖြစ်လူကခေါင်းမော်ရောက်သွားပြီးအဲ့ဒီချွန်းကင်ထားပြီဆိုလို့ရှိရင်နဗျက်နောက်ကိုနဗျက်ကြားထဲမှာချွန်းလေးနဲ့ဆွဲထားလိုက်လို့ရှိရင်ဒီဆင်ဟာကုန်းအော်တော့တာဘာမှမတတ်နိုင်တော့နွားကြတော့နှစ်ဖားကျိုးထိုးတာပေါ့နော်နိုင်ပေါက်တွေကနေကင်အဲ့မှာစားပေမှာဘယ်လိုသုံးလို့ဆိုရင်အဲ့ဒီချွန်းကိုအင်ကုသလို့ခေါ်တယ်လူတွေရဲ့စိတ်ဟာလည်းပဲတစ်ခါဆင်ရိုင်းလို့ပဲအမတန်မှရိုင်းတယ်ဆင်မုံယိုသလိုလူတွေကလည်းပဲမုံယိုတတ်တယ်လောဘကလည်းမုံယိုတာပဲဒေါသကလည်းမုံယိုတာပဲလောဘမုံယိုလို့ခိုးမှုတွေတိုက်မှုတွေဖြစ်တယ်ရာဇဝမှုတွေဖြစ်တယ်ဒေါသမုံယုံလို့လူသတ်မှုတွေဖြစ်တယ်နော်အဲ့ဒါလို့လောဘဒေါသမုံယိုလာတဲ့အခါမှာထိမ့်ချုပ်ရမယ်စကလုံးသုံးတဲ့အခါမှာအကြောင်းအရာတစ်ခုကိုချွန်းတဲ့ဖွဲ့အသုံးပြု၍အင်ကုတံကတ္တဝါဆိုတဲ့စကလုံးလေးသုံးချွန်းတော့တာအတွေးလေးနဲ့ကိုယ်စိတ်ကိုနိုင်အောင်အကြောင်းအရာတစ်ခုကိုဆင်ញင်သုံးသပ်ပြီးတော့အဲ့ဒီဆင်ញင်သုံးသပ်မှုကိုပဲဆင်ကိုချုပ်ကင်တဲ့ချွန်းလို့အသုံးချပြီးတော့ကိုယ့်ကိုနိုင်အောင်ကင်တာလို့တို့ပြောတယ်အဲ့ဒါလို့နိုင်အောင်ကင်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေဟာတရားထုတရားမြတ်တွေရပြီးတော့တဏှာဝကလွတ်သွားတာလေအဲ့ဒါလို့မကင်နိုင်သေးလို့ရှိရင်တရားထုတရားမြတ်ရဖို့ဆိုတာအမှန်တမ်းခဲရင်နေတယ်ပေါ့ဒီဘဝမရရင်နောက်ဘဝရမယ်ဆိုတာမျောလင့်နိုင်တော့လည်းပဲသိကြဖို့အမှန်တန်ခက်တယ်ပေါ့မသိကြဖို့ရတယ်များတယ်ရခိုင်တော့သိကြဖို့ဆိုတာအမှန်တန်ခဲနေဘာဖြစ်လို့တော့ဆို950ဇာလန်းနေဖတ်ကြည့်လိုက်ဖះလောင်းကြီးတွေတောင်မှပဲငရဲကိုချိန်ချိန်ကြတယ်တိရစ္ဆာန်ချိန်ချိန်ဖြစ်တယ်စိတ်ကိုပိုင်နိုင်ပြီးတော့ပါရမီဖြစ်ခြင်းနဲ့ဘုရားအလောင်းကြီးတွေတောင်မှပဲအပေဘုံကိုရောက်သွားသေးတာပဲအဲ့တော့အပေဘုံရောက်တယ်ဆိုတာဘာကြောင့်ရောက်တာတော့ဆိုစိတ်မနိုင်လို့ရောက်တာလေကြီးပဲကောင်းစိတ်ထဲမှာမစင်ကြယ်တဲ့လောဘတွေဒေါသတွေမောဟတွေမာမနာတွေအိတ်တမစ္စရိယတွေအဲ့ဒါတွေကြောင့်အပေရောက်တာစိတ်ထဲမှာဖြစ်တဲ့အညစ်အကြေးတွေကိုတန်ရှင်းအောင်မလုပ်နိုင်လို့အပေရောက်တာအဲ့ဒါကြောင့်မို့လို့ကိုယ်စိတ်ကိုစိတ်ဆင်ရိုင်းကိုပညာတည်းဟူသောချွန်းနဲ့အုပ်တယ်လို့ညမစာပေတွေမှာရေးရရှိတယ်
အသိပညာနဲ့ဆင်ញင်စဉ်းစားပြီးတော့ကိုယ်စိတ်ကိုကောင်းတဲ့ဘက်ကိုရောက်အောင်လက်မှတ်မော်တင်ပေးရမယ်ဒါကိုပြောတာနော်ကောင်းအောင်ပြင်ရမယ်ဒီချက်အခုလို့သာသနာနဲ့တွေးလိုက်တဲ့အချိန်လေးမှာကောင်းအောင်မပြင်လိုက်နိုင်ဘူးဆိုလို့ရှိရင်နောင်ဒီလိုအသိဉာဏ်ရဖို့ဆိုတာခဲရင်သွားပြီအများကြီးခဲရင်သွားပြီရလာလိမ့်မယ်လို့တော့မထင်လေနဲ့လူတွေရဲ့စိတ်ကိုဘာကလွှမ်းမိုးထားတော့ဆိုပတ်ဝန်းကျင်ကလွှမ်းမိုးထားတာနော်အခုကပတ်ဝန်းကျင်ခေါင်းမှာလူလာဖြစ်သည့်အတွက်ကြောင့်ဒီအသိဉာဏ်တွေရပတ်ဝန်းကျင်ဆိုဒီမှာဥပနိဒေယပစ္စယော24ပစ္စည်းတွေမှာဥပနိဒေယပစ္စယောဥပနိဒေယဆိုတာအာကြီးတဲ့အကြောင်းတရားလို့ပြောတာအင်မတန်မှအားကောင်းတဲ့အကြောင်းတရားကြောင့်ဘုန်းကြီးတို့တွေကမှန်မှန်ကန်ကန်စဉ်းစားတတ်လာကြတယ်အဲ့ဒီစဉ်းစားတတ်လာတာလေးတွေကိုခိုင်မာမှုရှိအောင်ဒီဘဝမှာမကြိုးစားပဲနဲ့အမှတ်တမဲ့နေလိုက်ကြမယ်ဆိုလို့ရှိရင်သူ့ဘာသူခိုင်မာလာမှာမဟုတ်ဘူးရင့်တန်လာမှာလည်းမဟုတ်ဘူးမကြခင်လေးပဲပျောက်သွားနိုင်တယ်ဒီအသည့်လေးတွေပျောက်သွားနိုင်တယ်ဒါကြောင့်မလို့ကြိုးစားအထောက်ရမယ်ဆိုတာတတိထားဖို့လိုအပ်တယ်ပေါ့ဒါမို့စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်ဖို့ရအတွက်စဉ်းစားရမစဉ်းစားပဲမနေရအလေးထား၍စဉ်းစားဆင်ခြင်ဆိုဘာအလေးထားကောင်းအောင်ပြင်ဖို့အတွက်ဘုန်းကြီးတို့တွေမှာအလေးထားเสีย3မျိုးမှတ်ထားမြတ်စွာဘုရားဟောတာအလေးထားဖို့ရအတွက်3မျိုးဘာကိုလေးထားတာတော့ဆိုနံပါတ်1ကိုယ့်ကိုအလေးထားတာတခုကိုယ့်ကိုအလေးထားပြီးတော့စဉ်းစားဆင်ခြင်ရမယ်နံပါတ်2ကကိုယ်ပတ်ဝန်းကျင်လောကကြီးကိုအလေးထားပြီးတော့ဆင်ခြင်တိုင်းရမယ်နံပါတ်3ကတရားဓမ္မကိုအလေးထားပြီးတော့ဆင်ခြင်သုံးသပ်တိုင်းရမယ်ကိုယ်အလေးထားတယ်ဆိုတာဘယ်လိုဟာကိုပြောတာမြတ်စွာဘုရားကဟောတယ်အတ္တဏံယေဝအဓိပတိကတ္တဝါကိုအလေးထားပြီးတော့အကုသလံပဇေတိကုသလံဘာဝေတိအကုသိုလ်တွေဖယ်ရှားဖို့ကြိုးစားတယ်ကုသိုလ်တွေတိုးတက်လာအောင်ကြိုးစားတယ်ကိုအလေးထားကိုအလေးထားတယ်ဆိုတာဘာလဲအေးငါဟာအခုအမြဲတမ်းတန်ဖိုးရှိတဲ့လူဘဝငါရောက်လာပြီမျက်စိကောင်းနားကောင်းအသိဉာဏ်ရှိတယ်လူဘဝမှာလည်းပဲပြည့်ပြည့်စုံစုံရှိတယ်မြတ်စွာဘုရားသာသနာတော်ကြီးကလည်းထွန်းကားနေတယ်ဘုရားဟောတဲ့တရားတွေတို့သိရှိခွင့်နေရနေတယ်အဲ့ဒါလို့လူလည်းဖြစ်တယ်အသိဉာဏ်လည်းရှိတယ်ဘုရားဟောတဲ့တရားတွေလည်းသိရှိခွင့်ရတယ်ငါမှဒီလောက်အခြေအနေတွေကောင်းနေတာသာဝနေတွေလုံးမပြီးတော့အပျော်ပါးတွေလိုက်နေရုံလိုက်ပြီးတော့ဘဝတစ်ခုကိုဆုံးသတ်မယ်ဆိုရင်ငါ့ဖို့ဘာတန်ဖိုးမှရလိုက်မှာမဟုတ်ဘူး။ဘာဖြစ်လို့တော့ဆိုတော့သာဝနေဆိုတာတိရစ္ဆာန်တွေလည်းလုံးမနာပဲလေသူတို့လည်းသူတို့ဘာဒီလဲသူတို့စားနေကြရတာပဲစားစရာတော့ရှာကြတာပဲသူတိုင်းတာလိုက်သူသာဝနေရှာတာဆန်းတဲ့ကိစ္စမဟုတ်ဘူးဘဝတစ်ခုရပ်တည်နိုင်မှုအတွက်ရှာတာအပျော်ပါဆိုတာလူတွေသာရှိတာမဟုတ်တိရစ္ဆာန်တွေမှာလည်းရှိတာအဲ့တော့အပျော်ပါတွေနဲ့သာဝနေလုံးဝမှုတွေဆိုတာတွေနဲ့ဘဝတစ်ခုကိုဆုံးသတ်လိုက်ပဲဆိုရင်ငါမှဘာတန်ဖို့မှရလိုက်မှာမဟုတ်ဘူးအမှန်တန်တန်ဖို့ရှိတဲ့လူဘဝကြီးတစ်ခုလုံးဟာလက်လွတ်ဆုံးရှုံးသွားတော့မှာပဲငါအခုလိုသိဉာဏ်ရှိနေတဲ့ဘဝမှာကိုချင်းသီလကောင်းအောင်ငါကြိုးစားမယ်အနည်းဆုံး၅ပါးသီလလူတွေဆိုရင်၅ပါးသီလငါလုံအောင်ကြိုးစားမယ်ဥပုံနေ့တိုင်း၈ပါးသီလဆောက်တည်မယ်နေ့စဉ်နဲ့ညဒါနကောင်းမှုငါပြုနိုင်အောင်တတိထားမယ်လောကလူတွေကမရှိလို့မဟုတ်ဘူးများသောအားဖြင့်မေ့လို့မလှူကြတာမေ့တယ်ဆိုတာဘာကြောင့်မေ့တာလဲဆိုအိုးမအားဘူးလေဘယ်သူမေ့ကြည့်လိုက်အားတယ်လို့ပဲရှိမှာတော့မအားဘူးလုပ်ကိစ္စတွေနဲ့မအားဘူးပဲ
အဲ့ဒီမှာအားတဲ့ကြားတဲ့ကနေပြီးတော့ကုသိုလ်လုံးနိုင်တဲ့ပုဂ္ဂိုလ်ကလူဒုလူချော်မယ်အဲ့ဒါမအားဘူးဆိုတဲ့ထက်ဒါနကောင်းမှုဆိုဒီမှာကိုယ်မှာနေ့စဉ်ထမင်းချက်တဲ့ထဲကဆွမ်းလေးတစ်စုံတောင်းရည်လောင်းတဲ့ဒါနကောင်းမှုဖြစ်တယ်ဆွမ်းကြွေးကြီးကြွေးမှမဟုတ်ဘူးမြတ်စွာဘုရားကိုဆွမ်းတော်တင်ရင်ဒါနကောင်းမှုဖြစ်တယ်နောက်ဆုံးမှာတိသမတင်တောင်မှပဲဆရာတော်ကြီးတစ်ပါးလို့သလိုကိုစားတဲ့ထမင်းပွဲကိုမစားခင်ဘုရားလှူပါ၏ခိတ္တခဏဆိုင်ပြီးတော့ဘုရားကိုပူဇော်ထားတယ်ပြီးပြီဆိုမှကိုစားတယ်ပေါ့တချို့ကဆွမ်းတော်ဆွမ်းတာမစားကောင်းဘူးလို့ဘာလို့ပြောတဲ့လူကရှိသေးတယ်နော်ဆွမ်းတော်ဝဲကြတော့မစားဘူးလို့ပြောတယ်ဟိုဘိုးတော်ထမင်းကြံကြတော့လူစားတယ်ဒီလောကလူတွေကတော်တော်ထူးဆန်းတယ်နော်တခါတော့ကြားဘူးတယ်ဘုန်းကြီးတွေထမင်းကြံဘိုးတော်ဘုန်းကြီးတွေထမင်းကြံစားလို့ရှိရင်ဘာဖြစ်မှာတော့တိတ်တိတ်ပေါက်မှာလို့ဘာလို့ဘာမှတော့မပေါက်ဘူးအများကြီးစားရင်ဘိုက်ပေါက်မှာပဲသိချာနော်တိတ်တိတ်ဆိုအဲ့ဒါနဲ့မဆိုင်ဘူးကိုယ့်ကိုကြက်မှပေါက်အကြံစားရုံတွေကတော့မပေါက်ဘူးယောဂကူးနိုင်တယ်ခုခေတ်ဆိုရင်ယောဂကူးနိုင်တယ်ပေါ့အကြံဘာလို့စားရမလဲမစားနဲ့ပေါ့ဘယ်သူအကြံမှမစားနဲ့ချွတ်အကြံစားရင်ကောင်းတဲ့ဓာတ်တွေကူးလိုက်မယ်လို့ထင်တယ်မလေးမကူးယောဂါတော့ကူးမှာကောင်းတဲ့ဓာတ်တော့ကူးကြမှာကူးမှာကောင်းတဲ့ဓာတ်ဆိုတာစိတ်ကနေကူးမှရတာလေလောကလူတွေဟာကိုယ်ွယ်မှုတွေအတူယူမှုတွေအလွန်လွဲမှားတယ်အဲ့ဒါဘာလို့လွဲမှားတာတော့ဆိုအသိဉာဏ်အားနည်းလို့ပဲတခါတော့ပြောတဲ့ကြားတာဒီတိတ်တိပေါက်တဲ့တိတ်တိရှင်တွေဘာတွေကိုလူတွေကဝိုင်းကြတယ်လေဝိုင်းတာဘာလို့ဝိုင်းတာဆိုထီပေါက်ခြင်းနဲ့မာရာခံခြင်းနဲ့ဒါမျိုးတွေပေါ့အခုချက်ချင်းပဲတကယ်ချမ်းသာမဲ့ပုဂ္ဂိုလ်လို့လူတွေဖြစ်နေတာပြောပြတာပါအဲ့ဒါလို့လို့ပြီးတော့သူတောက်တဲ့ရေလေးကိုတောက်လိုက်ရရင်ပဲယောဂါတွေအကုန်ပြောက်မယ်လို့ထင်တယ်ထင်တာပဲရှိတယ်မပြောက်ပါဘူးပြောက်ဘူးဘုန်းကြီးတွေတော့ဂဏိဋ္ဌိဓာတ်တွေတခုမှမယုံဘူးနော်မပြောက်ဘူးဘာဖြစ်မလဲလို့ဆိုလို့ရှိရင်တခါတော့ကြားဘူးလိုက်တယ်ဘိုးတော်တယောက်ကသူ့လက်ကိုပုတ်လိုက်တဲ့အခါကျတော့လက်ကကြီးတွေထွက်လာအဲ့ဒီကြီးတွေကိုဖန်ခွက်ထဲထည့်ပြီးတော့တိုက်တာအမလေးလူတောက်ကြတယ်ကြားဘူးလေဟိုမရှိဘူးမထင်တယ်ရှိတယ်နော်ဒါမျိုးတွေကလူတွေလုံးယုံမိဆိုရင်အကုန်လုံးတာလူဆိုတာတော်တော်လေးကြောက်စရာကောင်းတယ်အဲ့ဒီဘဝမျိုးမရောက်ဘူးလို့မထင်နဲ့ဒါမှမဟုတ်အသိဉာဏ်ဆိုတာစီးဘူးကလေးလာယုံကြည်မှုတွေသိမ့်များပြီးတော့အသိပညာနည်းပါပြီဆိုလို့ရှိရင်မယုံသင့်တာတွေကယုံကုန်ရောအဲ့တော့မျိုးတွေမဖြစ်သင့်ဘူးမဖြစ်သင့်ဘူးမြတ်စွာဘုရားဟောတဲ့ထဲမှာဒါမျိုးတစ်ခုမှမပါဘူးနော်ကိုယ်ကောင်းအောင်ပြင်တာဒါတွေနဲ့မဆိုင်ဘူးကိုယ်ကောင်းအောင်ပြင်ရမယ်အဲ့တော့လောကကြီးမှာကိုယ်ငါလို့ပုဂ္ဂိုလ်ဟာအသိဉာဏ်ရှိပြီးတော့အသိဉာဏ်ရှိပြီးဘုရားသာသနာနဲ့တွေ့ကြုံနေတယ်ငါလို့ပုဂ္ဂိုလ်ဟာတရားဓမ္မကိုစဉ်းစားလိုက်မယ်ဒီဘဝပဲတမက်တဖို့ရရှိနိုင်တယ်ဒါကြောင့်မို့လို့ငါကိုယ့်ကိုပြင်ရမှာပဲကိုယ့်ကိုအလေးထားတယ်အကယ်၍နေငါဒီဘဝမှာမပြင်လိုက်ဘူးဆိုလို့ရှိရင်ငါရဲ့ဘဝဟာကြီးပွားတိုးတက်ဖို့မရှိနိုင်ဘူးဒါကြောင့်မို့ကြီးပွားတိုးတက်အောင်ငါကိုယ့်ကိုမကောင်းတဲ့လမ်းကြောင်းမသွားမိအောင်ကောင်းတဲ့လမ်းကြောင်းရှောင်မိအောင်ငါပြင်ရမယ်လို့ကိုယ့်အလေးထားကိုယ့်အလေးထားပြီးတော့ကိုယ့်ကိုတန်ဖိုးထားပြီးတော့စဉ်းစားလောကလူတွေကကိုယ့်ကိုတန်ဖိုးသိမ့်မထားကြအောင်နှိမ့်ချပြီးတော့တွေးကြတယ်ဟောယုံပြီဆိုလို့ရှိရင်အကုန်လုံးပုံအပ်ပြီးတော့ကိုယ့်ရဲ့အသိဉာဏ်ကိုယ့်ရဲ့စိတ်ဓာတ်တန်ဖိုးမထားတော့အဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့မြ
မြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောထားတာလေအတ္တဟိအတ္တနောနာထောကိုယ်သာကိုယ်ဝယ်ရဖြစ်တယ်ကိုအကိုရမယ်အတ္တနာဟိသူတံတေနနာထံလဝတိတုံတို့ပါကိုယ်တိုင်ကိုယ်စိတ်ယဉ်ကျေးအောင်လုံးပါအကိုရတရားဆိုတာအစစ်မှန်ကိုရနိုင်တယ်တွေ့နိုင်တယ်လို့ဒီလိုပြောတာဒါကြောင့်မို့လို့လောကလူတွေရဲ့ဒီဘဝခရီးကိုဥဆောင်ပြီးတော့ကြီးပွားတိုးတက်နိုင်တဲ့အရေးချင်းဟာအတွင်းမှာပဲရှိတယ်အပြင်မှာမရှိဘူးအပြင်ကအကူအညီလေးပဲရှိတယ်ဒါဘယ်လိုစဉ်းစားရမှာတော့ဆိုစဉ်းစားကြည့်လေကလေးလေးတယောက်ကြောင်းထားတယ်အမတန်ဆရာကောင်းတဲ့ပက်ဆံလဲကိုအမတန်ကုန်ကြီးကြတဲ့ကျောင်းမှာတော့ထားတယ်သူမကြိုးစားဘူးဆိုမရဘူးလေပြင်မဲ့ဘလောက်ကောင်းကောင်းသူကိုယ်တိုင်ကမကြိုးစားဘူးသူ့ရဲ့စိတ်ဓာတ်ကိုမပြင်ဘူးသူကိုယ်တိုင်မလုပ်ဘူးဆိုရင်ဘာမှမရဘူးအဲ့ဒါမှထင်ရှားတဲ့ဒီကိစ္စတွေဒါကြောင့်မလို့ကိုယ့်ကိုအားကိုးအောင်ကိုယ့်ကိုအားကိုးဆိုတဲ့နေရာမှာအပြင်ဘက်ကအကြောင်းတရားကိုလည်းကိုရအောင်ယူရဆရာဆိုတာနီလန်းပြတယ်သင်ကြားပေးတယ်မှတ်ယူပြီးတော့ကြိုးစားဖို့ကကိုယ်တောင်းအဲ့ဒါကြောင့်မို့လို့ကိုယ့်ကိုအလေးထားပြီးတော့ကိုယ့်ကိုထိတ်တန်းထားပြီးကိုယ့်ကိုထိတ်တန်းထားပြီးတော့ဥထားပြီးတော့ဆင်ញင်စဉ်းစားပြီးကောင်းအောင်ပြင်ရမယ်လို့ဒီလိုပြောနောက်တစ်ခုရှိသေးတယ်ကိုယ့်ကိုဘယ်လိုပြင်မလဲငါအခုဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်ခွင့်ရတယ်ဒီဘဝမှာငါကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင်ငါတည်သွားလို့ရှိရင်အပင်ငယ်ကျသွားနိုင်တယ်ငယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်နိုင်တယ်ပြိတ္တာဖြစ်နိုင်တယ်ငယ်တိရစ္ဆာန်ပြိတ္တာဘုံရောက်သွားလို့ရှိရင်ကိုယ့်မျက်စိအောင်မှာကြည်ချက်ကလေးတွေဝက်ကလေးတွေဘယ်လိုလုပ်တရားနာနိုင်မလို့ဘယ်လိုလုပ်တရားနှလုံးသွင်းနိုင်မလို့အဲ့ဒီဘဝမျိုးဆိုရင်ငါတရားနာခြင်းလို့လည်းမရဘူးတရားကျင့်ခြင်းလို့လည်းမရဘူးအခုတရားကျင့်နိုင်တဲ့ဘဝငါကျင့်မှာပဲဒါကိုယ့်ကိုစဉ်းစားတာဒီဘဝမှာမလုပ်ဘူးဆိုလို့ရှိရင်တန်တရားမှာငါလုပ်ဖို့အခြေအနေတွေရချင်မှရမှာဒါကြောင့်မို့ဒီဘဝပဲငါလုပ်မှာပဲလို့စိတ်ထဲကဒီလိုနှလုံးသွင်းပြီးတော့ကြိုးစားနောက်တစ်ခုကကာမဂုဏ်အာယုံဆိုတာဘယ်ဘဝမှာဆိုခံစားကြရတာတိရစ္ဆာန်တွေလည်းတိရစ္ဆာန်တိုင်းတာလိုက်ခံစားတာပဲလူတွေလည်းလူတွေရဲ့တိုင်းတာလိုက်ခံစားတာပဲအဲ့ဒီခံစားမှုကြီးကိုပဲအဟုတ်ကြီးထင်ပြီးတော့ဒါတွေနဲ့နစ်မြုပ်ပြီးတော့နေမယ်ဆိုရင်ငါမှရတဲ့ရလိုက်တဲ့အသိပညာတွေကလက်လွတ်ဆုံးရှုံးနေမယ်အဲ့တော့ဒါတွေကိုလက်လွတ်ဆုံးရှုံးခံလို့မဖြစ်ဘူးစဉ်းစားပုံတွေအမျိုးမျိုးပေါ့ဖះလောင်သူမိတာလေးစဉ်းရင်စဉ်းစားတာကြည့်သူမိတာဆိုတာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးခုခေတ်ဒီဆင်းရဲတဲ့ပုဂ္ဂိုလ်တွေကကိုယ့်ဘဝကိုစွန့်တာမဆမ်းဘူးဘဝမှာအစဉ်ပြေပြီးတော့တကယ်ထိတ်တန်းကြတဲ့ပုဂ္ဂိုလ်ကဒါတွေကိုစွန့်ဖို့ဆိုတာလွယ်တာမှမဟုတ်တာဘုရားလောင်းသူပိရရဲ့သိဟာဖိုးဘွားမိဘတွေလက်ထက်ကလေးကစုဆောင်းလာတဲ့ယရဏဓာတ်တွေနဲရမှာမဟုတ်ပဲမိဘတွေမရှိတော့တဲ့နောက်ဒီယရဏတွေဟာသူ့လက်ထဲရောက်လာသူစဉ်းစားပုံလေးကြည့်ဒီယရဏတွေသူ့လက်ထဲရောက်လာတဲ့အခါမှာသူစဉ်းစားတယ်ဒီယရဏတွေရှားဝေစုဆောင်းတာစိတ်နဲ့ပဲမှတ်ထားတယ်ဒါဘယ်အဖိုးလက်ထက်ကဒါဘယ်အဖွားလက်ထက်ကဒါအဖိုးပစ္စည်းဖွားပစ္စည်းနဲ့စိတ်ရင်းစရာတွေဆွေ90မျိုး90ကပစ္စည်းတွေပြသူကစဉ်းစားတယ်ပစ္စည်းရှာတဲ့ပုဂ္ဂိုလ်တွေကအခုမရှိကြတော့ဘူးသူတို့ရှာသွားတဲ့ပစ္စည်းတွေပဲကြံရတဲ့ငါလည်းပဲဒီပစ္စည်းတွေကိုသုံးမသွားနိုင်ဘူးဆိုရင်ငါလည်းပဲဒီလိုထားခဲ့ရမှာပဲပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေသာပစ္စည်းရှာသွားတဲ့ပုဂ္ဂိုလ်တွေမရှိတော့ဘဲနဲ့ပစ္စည်းတွေသာကြံရတဲ့အဲ့ဒါကြောင့်မို့လို့သူတို့ရှာသွားတဲ့ပစ္စည်းသူတို့သုံးမသွားရဘူးငါကတော့ငါရှာတဲ့ငါပစ္စည်းတွေငါပိုင်တဲ့ပစ္စည်းတွေအလုံးသုံးမယ်လို့
ဘယ်နည်းနဲ့ယူသွားလို့ရှိရင်ရနိုင်တယ်လေလို့စဉ်းကျင်စဉ်းစားကြည့်တာကဲဒါတော့ကတော့တရားနာပရိသတ်တွေစဉ်းကျင်စဉ်းစားကြည့်ပေါ့ခုမှစိတ်နေရွှေတွေပိုင်နေဆိုလို့ရှိရင်နောက်ဘဝကိုဒါတွေယူသွားလို့ရမလားမရဘူးထားပြစ်ခဲ့ရတာနော်အဲ့တော့ထားပြစ်ခဲ့ရတာဆိုတာသေချာသည့်အတွက်ကြောင့်ဒါတွေကိုယူသွားခြင်းဘာလို့အောင်မလို့ဆိုရင်ဒီကနေဖြစ်ပေါ်လာတဲ့ကုသိုလ်ကောင်းမှုကိုယူသွားလို့ရတယ်အဲ့တော့ပစ္စည်းကိုစွန့်လူပြီးတော့ရတဲ့ဒါနကောင်းမှုပဲယူသွားမယ်စောင့်တည်လို့ရတဲ့သီလကောင်းမှုပဲယူသွားမယ်တရားဓမ္မနှလုံးသွင်းလို့ရတဲ့ဘာဝနာကောင်းမှုပဲယူသွားမယ်တဲ့ဒီပစ္စည်းတွေကယူလို့ရတာမဟုတ်ဘူးအဲ့တော့ယူလို့မရတဲ့ပစ္စည်းတွေစောစောကလေးကစွန့်ပြီးတော့ထိုစွန့်ခြင်းဖြင့်ရလာတဲ့ဒါနကောင်းမှုကိုပဲငါယူမယ်လို့ဟောတယ်လို့စဉ်းစားပြီးတော့သူပိုင်တဲ့ပစ္စည်းတွေအလုံးစွန့်လိုက်တာစွန့်ပြီးတော့တော်ကြီးတဲ့ထွက်ပြီးတော့သူတရားကျင့်တာဟောအဲ့ဒီကြမှာဒီပင်္ဂရာဖရာနဲ့တွေ့တာလေဟောစဉ်းစားပုံချင်းမတူတမန်ပုဂ္ဂိုလ်ဆိုဘယ်လိုစဉ်းစားမလို့ဟာငါဒီပစ္စည်းတွေတစ်သက်သုံးမကုန်ဘူးပြောချင်တိုင်းပြောမယ်ပါချင်တိုင်းပါမယ်ဒီလိုပဲစဉ်းစားမှာပဲဒီပစ္စည်းတွေသုံးပြီးတော့သုံးဖြုံးပြီးတော့ဘဝမှာဒီလိုနေသွားမယ်လို့ဟောသုံးဖြုံးပျော်ပါသွားလို့ရှိရင်ကုသိုလ်ကမရလိုက်ပဲနဲ့ပစ္စည်းတွေသုံးတာတော့ဒီဘဝမှာသုံးလို့ရတယ်ဖြုံးလို့လည်းရတယ်သို့တော့သုံးတယ်ဖြုံးတယ်ဆိုတဲ့အချိန်မှာဘာတွေကတက်လာတော့ဆိုလောဘတွေတက်လာတယ်ဒေါသတွေတက်လာတယ်ကာမဂုဏ်အာယုစိတ်တွေပဲတိုးတက်လာတော့အဲ့ဓာတွေကလူကိုဆွဲချသွားပစ္စည်းပေါ်မှာတွေ့တာမှုတွေကလူကိုဆွဲချသွားလိုက်တယ်နောက်ဆုံးကနှိမ့်ကြတဲ့ဘဝတစ်ခုရောက်သွားတယ်ဒါကြောင့်မလို့ကိုအတ္တနံယေဝအဓိပတိကတ္တဝါကိုအလေးထားဆင်ញင်စဉ်းစားပြီးတဲ့အခါမှာအကုသိုလ်တွေဖယ်ဖို့ကြိုးစားရမယ်ကုသိုလ်တရားတွေပွားများအထောက်ဖို့ကြိုးစားရမယ်ဒါအလေးထားရမယ်ဆင်ញင်ရမယ်တစ်ခုနောက်တစ်ခုကျတော့လောကကိုအလေးထားလောကဆိုတာကိုယ့်ရဲ့ပတ်ဝန်းကျင်ခုနကကိုအလေးထားဆိုတဲ့အထက်မှာလူဟာစဉ်းကျင်စဉ်းစားပြီးတော့လောကမှာလူတွေကအများအားဖြင့်ဘာလုပ်လို့ရှိကြလဲဆိုတော့ကုသိုလ်ကောင်းမှုလုပ်တာကြတော့လူသိတာကိစ္စမရှိဘူးလေလူသိအောင်လည်းလုပ်ကြတယ်ဖျားဟုတ်တဲ့မျှဝေတောင်မှကြီးတိလေးခောက်လိုက်သေးတာအလုံးကြောင်းခိုးတဲ့လူကတော့ကြီးတိထိုးပြီးခိုးတယ်လို့မရှိဘူးเนาะတိတ်တိတ်လေးခိုးသွားတာပဲလူကြားမှာတော့ကြောက်သေးသူကကုသိုလ်ကောင်းမှုလုပ်တဲ့လူကကြော်ညာပြီးတော့လုပ်လို့ရတယ်အကုသိုလ်လုပ်တဲ့လူကကြော်ညာပြီးတော့လုပ်လို့ရပါမရဘူးเนาะအဲ့တော့အကုသိုလ်ဆိုတာကိုပဋိစ္ဆန္ဒကမ္မန္တဖုံးလွှမ်းပြီးလုပ်ရတဲ့အလုပ်လို့ဒီလိုပြောတယ်လောကလူတွေကကုသိုလ်လုပ်ဖို့တဲ့အကုသိုလ်လုပ်ဖို့ကပိုးလွယ်တယ်လွယ်တဲ့အခါကျတော့အကုသိုလ်လုပ်တဲ့အခါမှာသူကစိတ်ကြွယ်ရာလို့ထင်ပြီဆိုလို့ရှိရင်စဉ်းစားရတဲ့အကုသိုလ်ပဲစဉ်းစားတယ်အများစုကဘယ်သူမှမရှိဘူးဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုစဉ်းစားတယ်ဘယ်သူမှမရှိဘူးငါတရားထိုင်မယ်ဆိုတာအ ਨੇ စုအမှန်တမ်းမှနဲတာအဲ့တော့အများစုကမကောင်းတာလုပ်ဖို့ဘာဖြစ်လို့မကောင်းတာလုပ်တယ်လဲဆိုလို့ရှိရင်သူစိတ်ထဲမှာစိတ်ကြွယ်ရာလို့သတ်မှတ်လိုက်တာဘယ်သူမှမသိဘူးငါလုပ်တာငါလုပ်ချင်တာလုပ်လို့ရပြီလို့ထင်တာဟုတ်ထင်ပြီးတော့အဲ့ဒါလို့လုံးလို့ရှိတယ်တဲ့အဲ့ဒီမှာကိုယ့်ကိုစဉ်းစားမှာဘယ်သူမှမသိဘူးငါသိတယ်လောကမှာမဟုတ်တာလို့ရင်ကြံတဲ့လူတွေဘယ်သူမှမသိဘူးဆိုပေမဲ့ငါသိတယ်ဟောအဲ့တော့ငါသိနေရင်ကိုသိတဲ့လူရှိနေပြီဟောသိတဲ့လူရှိနေပြီဒါကြောင့်မို့ကိုသိရင်လည်းအကုသိုလ်ဟာမလုပ်သင့်ဘူးပေါ့စိတ်ကြွယ်ရဆိုတာဒါမို့လို့နတ္ထိလောကေရဟောနာမပပကမ္မပကုပ္ပတောတဲ့အကုသိုလ်အမှုပြုလုပ်တဲ့ပုဂ္ဂိုလ်မှာစိတ်ကြွယ်ရဆိုတာမရှိပါဘူးတဲ့ဘာဖြစ်လို့စိတ်ကြွယ်ရဆိုတာမရှိတာတော့ဆိုအတ္တတေပုရိသဇာနာတိတဲ့ကိုယ့်ကိုမင်းသိနေတာပဲတဲ့ဘယ်လိုလုပ်စိတ်ကြွယ်မှာတော့တဲ့သစ္ဆံဝါယတိဝါမုတာကိုလောက်တာဟုတ်တယ်မဟုတ်ဘူးကိုသိတယ်လေကိုသိနေတဲ့ကကိုယ့်ကိုယ်ကရှက်ဆရာကြီးဖြစ်နေပြီပေါ့အေးဒါကြောင့်မို့လို့
ကိုသိနေတဲ့မကောင်းမှုကိုလည်းမလုပ်သင့်ဘူးတဲ့အကောင်းဆုံးသက်သေဟာကိုပဲကိုအသိဆုံးပဲကိုလုံးတာကိုအသိဆုံးပဲလို့ဒီလိုပြောတာဟောနောက်တစ်ခုကျတော့လောကံယေဝအဓိပတိကတ္တဝါကိုပတ်ဝန်းကျင်ဆင်ញင်စဉ်းစားတာလောကကြီးမှာငါတယောက်တည်းနေတာမဟုတ်ဘူးငါမဟုတ်တာလုပ်ရင်ငါလုပ်တာတွေဒီနေ့ကျတော့ပေါ်လိုက်မယ်သို့မဟုတ်လောကကြီးမှာတကိုးရှင်တွေရှိတယ်အဲ့တကိုးရှင်တွေကသူများစိတ်ကိုသိနိုင်တယ်ပုံကွယ်တယ်လို့ထင်ပေမဲ့သူတို့ကမြင်နိုင်စွမ်းရှိတယ်။အော်သူတို့မြင်သွားလို့ရှိရင်ငါလုပ်တဲ့အလုပ်တွေရှက်စရာကြီးပဲအရှက်ကွဲလိုက်မယ်။ဟောလောကကိုအကြည့်မှုထားဖို့အလေးထားဖို့နောက်အော်ငါမဟုတ်တာလို့ရင်ငါအမေအရှက်ရလိမ့်မယ်ငါအဖေအရှက်ရလိမ့်မယ်ငါရဲ့မိသားစုအရှက်ရလိမ့်မယ်ငါရဲ့ဆွေမျိုးသားချင်းတွေငါမိတ်ဆွေတွေအရှက်ရလိမ့်မယ်ရလဲရတာပဲဒါမျိုးတွေကလေမဟုတ်တာလုပ်လို့ရှိရင်အရှက်ရတာအဲ့တော့ပတ်ဝန်းကျင်အရှက်ရမယ်အလုပ်ငါမလုပ်သင့်ဘူးလို့ဟောလောကကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလေးထားပြီးတော့ဆင်ញင်သုံးသပ်ပြီးအကုသိုလ်ကိုရှောင်ရမယ်ကုသိုလ်ကိုလုပ်ရမယ်လို့ဒီလိုဆိုတာကိုယ်စိတ်လေးကိုကိုပြင်ဖို့ရတဲ့ဒါလေးတွေကစိတ်ဆင်ရိုင်းကိုချွန်းအုပ်ဖို့ရဆင်ញင်စဉ်းစားတာပဲဒါအတိညာနဲ့အဲ့ဒါလို့ဆင်ញင်စဉ်းစားပြီးတော့အဓိကကတော့မကောင်းမှုကိုရှောင်ပြီးကောင်းမှုကိုဆောင်ဖို့ပဲကောင်းတာတွေကြီးပဲလှုပ်သွားကြတယ်လောကကိုအဓိကထားတယ်ကိုယ်ပတ်ဝန်းကျင်ကိုအဓိကထားတယ်ကိုယ့်ကိုအဓိကထားတယ်ရှင်းတော့ကဒီလိုအဓိကထားတာလေးနဲ့ပတ်သက်ပြီးတော့လောကဆိုတာကိုယ့်ရဲ့အရာဝတ္ထုတစ်ခုခုဘာပဲဖြစ်ဖြစ်ပေါ့လေအဓိကထားရှင်းတော့ကသာဝတိပြည်မှာသိဆင်းရဲတဲ့ကလေးလေးတယောက်ပစိုးလေးကလည်းစွတ်ပြတ်နေတဲ့ပစိုးအဝတ်ကလေးကဝေါ်ထားပြီးတော့ခွက်ကလေးနဲ့ခွက်ကလေးဆွဲပြီးတော့9နှစ်အရွယ်ကလေးတောင်းစားကလေးလေးရှိသေးတယ်တောင်းစားဘဝရောက်အဲ့ဒါလို့အဝတ်ကလည်းစုပ်ပြတ်ပြီးခွက်လေးဆွဲပြီးတော့တောင်းစားနေတဲ့ကလေးလေးကိုရှင်အနန္ဒာတွေ့တဲ့အခါကျတော့တနာတယ်တနာလို့ရှင်အနန္ဒာကမင်းသင်္ကန်းမိုးချင်ဘူးလားလို့မေးတယ်ခေါ်ပြီးတော့အဲ့ကလေးလေးကဘာပြောတော့ဆိုတော့လူကစုပ်ပြတ်နေပြီပဲတခါတလေအတိအကျန်ရှိတဲ့ကလေးတွေရှိတယ်တပည့်တော်လူအချင်းနေမဲ့ကိုဘယ်သူကသင်္ကန်းဝတ်ပေးမှာတော့ဘုရားဝတ်ချင်တယ်တပည့်တော်ဘယ်သူကမှဝတ်ပေးမှာမဟုတ်ဘူးဆိုတော့အဲ့ဒါဆိုမင်းငါနဲ့လိုက်ခဲ့ဝတ်ချင်တယ်ဆိုရင်ငါဝတ်ပေးမယ်ဟောရှင်နန္ဒာအကြောင်းခေါ်သွားကျောင်းခေါ်သွားပြီးတော့သူ့ကိုသင်္ကန်းဝတ်ပေးလိုက်တယ်သင်္ကန်းဝတ်ပေးပြီးတော့အဲ့ဒီသင်္ကန်းဝတ်ပေးတဲ့အခါမှာတန်ရောစင်ဆိုတာကောင်းမှတန်ရောစင်တွေ့တာမဟုတ်ဘူးနော်အဲ့ဒီကလေးက9နှစ်အရွယ်ပဲရှိသေးတယ်သင်္ကန်းကြတော့ရှင်အနန္ဒာကပေးတာဖြစ်တော့သင်္ကန်းဝတ်လိုက်တဲ့အခါမှာသူ့ရဲ့အဝတ်ဆုပ်ကလေးရဲ့ခွက်ဆုပ်ကလေးရဲ့မပြည့်နိုင်တော့သစ်ပင်ခွာကြားလေးတစ်ခုသွားတင်ထားတယ်သူ့ရဲ့နဲ့မိလောက်တဲ့သစ်ပင်ခွာကြားလေးသွားပြီးတော့တနေရာမှာသွားထားအဲ့လိုသွားထားပြီးတော့ရှင်အနန္ဒာစီသင်္ကန်းဝတ်တရားဓမ္မတွေသင်လို့အသားရည်တွေစိုးပြေးလာတယ်ပေါ့စိတ်ချမ်းသာကိုယ်ချမ်းသာစားစရာတောက်စရာလည်းပဲဆွမ်းခံပြီးတော့စားတာဆိုတော့ခါတိုင်းလို့မဝရည်သာစားရတာမဟုတ်ဘူးအကောင်းစားလာတဲ့အခါကျတော့အသားရည်လေးစိုးပြေးလာလူကအသားရည်စိုးပြေးပြီးစိတ်ချမ်းသာလာတဲ့အခါကျတော့အကောင်းဘက်ကိုသိမစင်စားဘူးလူစားသူစိတ်ထဲမှာမလွတ်လပ်ဘူးထင်တယ်ဒီဘုန်းကြီးဝတ်နေရတာသင်္ကန်းဝတ်နေရတာကိုယ်ဝတ်ရတာမလွတ်လပ်အဲ့တော့မိုးလွတ်တာသူလူထွက်ချင်းစိတ်ပေါက်တယ်နော်စဉ်းစားကြည့်ဘလောက်ကောင်းတဲ့နေရာပို့ဒီဘောသူဆက်မနေကြဘူးမနေကြတော့သူ့ကိုယ်သူဆုံးမတဲ့အနေနဲ့သူဘယ်သွားတော့လို့ဆိုတော့ကဲငါဒီသင်္ကန်းမိုးချင်မှုဆိုရင်ငါဝတ်ရမှာဟာအဆုပ်အပြတ်နဲ့ခွက်နဲ့ပဲငါပိုင်တဲ့ပစ္စည်းထားပဲရှိအဲ့ခွက်ကလေးနဲ့အဝတ်ဆုပ်ကလေးသိမ်းထားတဲ့နေရာကိုသူသွားလိုက်တာသူ့အဝတ်ဆုပ်ကလည်းပဲအဝတ်ကခုနေရာပေါက်ဒီနေရာပေါက်နဲ့ကင်ပြီးတော့ဆွဲလိုက်မယ်ဆိုရင်အကုန်ရီးနေတာဘယ်နေရာမှသုံးလို့မရတဲ့အဝတ်နော်ဒ
ဒါလေးကမလုံးတစ်လုံးလေးသူဝတ်နေတာအကုန်လုံးရည်နေတဲ့အဝတ်ခိုင်မာတဲ့နေရာတနေရာမှမရှိဘူးအဲ့ဒီအဝတ်စုပ်ကလေးရဲ့ခွက်စုပ်ကလေးရဲ့ကြည့်ပြီးတော့သူဘာတွေးတော့ဆိုခေါင်းကသူ့စိတ်မပျော်တဲ့စိတ်ကိုသူကဆုံးမတယ်အော်မင်းကဒီလိုချမ်းချမ်းသာသာနေရတဲ့ဘဝကိုမနေဘဲနဲ့ဒီအဝတ်စုပ်ဝတ်ပြီးတော့ခွက်စုပ်နဲ့လဲတောင်းကျင်သေးတာလားလဲတောင်းကျင်သေးတာလားကိုရထားတဲ့ဘဝလေးတစ်ခုမင်းတန်ဖိုးရှိအောင်မလုပ်နိုင်ပါလားတန်တရားဟုတ်ကထွက်ဖို့မကြိုးစားပဲနဲ့ဒူထွက်ဖို့ကြိုးစားနေတယ်မင်းသိတော်ပါမလားလို့အဲ့ဒီအဝတ်စုပ်နဲ့ခွက်စုပ်ကိုကြည့်ပြီးတော့သူကသူဆုံးမတဲ့အခါကျတော့စိတ်လေးပြန်လဲတော့အကြောင်းပြန်သွားတခါဖြစ်တာမဟုတ်ဘူးအချိန်ချင်းအဲ့လိုဖြစ်တိုင်းသူအဲ့ဒီကိုသွားတယ်ကြာတော့ဒီကိုရင်ဘယ်သွားတာတော့နဲ့ဆိုပြီးတော့ကိုတော်တွေကမေးကြတယ်မင်းဘယ်သွားတာတော့ဘယ်သွားတာအဲ့ဒီဘက်ကိုသွားပြီးတော့သူကအဲ့ဒီခြုံတစ်ပင်နားလေးကိုသွားပြီးတော့သူကနေတာဘာသွားလှုပ်ထားလဲဆိုမေးတော့သူကပြောတယ်ဆရာစီသွားတာပါတဲ့အဆုံးမသွားခံဆရာစီသွားတာတဲ့ဆရာဆိုတာဒီအဝတ်စုပ်ကသူ့ပြန်တရားချတယ်ပေါ့ဒါပြောတာနော်လောကကိုဒီအဓိကထားတယ်ဆရာဆိုတာအဝတ်စုပ်နဲ့ခွက်စုပ်ကိုသူပြောတာမင်းလူဘဝရောက်ရင်ဒါပဲပြန်သုံးရမယ်ဆိုအဲ့ဒါကိုသူကဆရာဆိုပြီးတော့ယဟန်တွေကိုပြောတာအဲ့ဒါလို့သွားလိုက်ပြန်လိုက်နေရင်ကနေနောက်သူ့စိတ်တွေတည်ငြိမ်မှုရလာနောက်ဆုံးမှာရှင်နန္ဒမထေရမြတ်နီးပေးတဲ့အတိုင်းတရားကျင့်လိုက်တော့သူယဟန်ဖြစ်သွားတယ်သာသနာတော်မှာလုံးဝပျော်တဲ့အပျော်ထာဝရအပျော်တစ်ခုကိုသူရသွားတယ်အဲ့လိုပျော်တဲ့အခါအဲ့ဒီဘက်ကိုသူဘယ်တော့မှမသွားတော့ကိုတော်တွေကမေးတယ်မင်းဆရာစီမသွားဘူးလားလို့ဆိုတော့အရှင်ဘုရားဆရာနဲ့အဆက်အသွယ်ရှိတော့ကသာသွားတာပါအခုတပည့်တော်မှာအဆက်အသွယ်ပြတ်သွားပါပြီတဲ့ဆိုတဲ့အခါကျတော့မှမြတ်စွာဘုရားယဟန်တွေကဒီကိုတော့တရားဥရတဲ့စကားမျိုးပြောတယ်ပေါ့ဆိုတော့မြတ်စွာဘုရားကဟုတ်တယ်တဲ့သူကအရှက်တရားနဲ့သူကသူဆုံးမပြီးတော့အဲ့ဒီအဝတ်စုံနဲ့ခွက်စုံကိုကြည့်ပြီးတော့သူကသူတရားချပြီးတော့သူဟာကျင့်ကြံကြိုးကိုအထုံးလို့ခုတရားတို့တရားမြတ်ရသွားပြီတဲ့ကြည့်လေဘာကိုပဲဖြစ်ဖြစ်လောကံယေဝအဓိပတိကတ္တဝကိုယ့်ရဲ့ပတ်ဝန်းကျင်ဘာပဲဖြစ်ဖြစ်ကိုသုံးတဲ့ပစ္စည်းနဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပဲအဲ့ဒါကိုအလေးထားပြီးတော့ဆရာအရာထားလို့စဉ်းစားဆင်ခြင်ပြီးတော့ကိုယ့်ကိုပြင်သွားကြတာဒါသူတော်စင်တွေဟာဒီလိုပဲလုပ်လို့ရှိတယ်ပေါ့ဟောနောက်တစ်ခုကျတော့ဓမ္မကိုအလေးထားပြီးတော့ကိုယ့်ကိုပြင်ရမယ်တဲ့မြတ်စွာဘုရားဟောတဲ့တရားဓမ္မကိုလေးလာလိုက်စားလိုက်မယ်ဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဘုရားဟောတဲ့တရားဓမ္မဟာကိုချင်းသီလအကြောင်းဟောတာရှိတယ်သမာဓိအကြောင်းဟောတာရှိတယ်ပညာအကြောင်းဟောတာရှိတယ်ကိုချင်းသီလဆိုတာဘယ်လိုကောင်းကျိုးချမ်းသာတွေရစေနိုင်လဲသမာဓိတရားဆိုတာဘယ်လိုကောင်းကျိုးချမ်းသာတွေရစေနိုင်လဲပညာဆိုတာဘယ်လိုကောင်းကျိုးချမ်းသာတွေရစေနိုင်လဲသီလကိုဘယ်လိုဖြည့်ကျင့်ရတယ်သမာဓိကိုဘယ်လိုပွားများရတယ်ပညာကိုဘယ်လိုထက်အောင်ပြုပြင်ရတယ်ဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေလို့ရင်လို့တဲ့အတိုင်းဖြစ်တယ်ဆိုတဲ့ဓမ္မရဲ့ဂုံကြီးဂုံသွေးတွေဘုရားဟောတာအမှန်ကန်ပဲတကယ်လို့ရင်လှုပ်သွားတာတွေကိုယ်တိုင်ဖြစ်ကုန်ကြတယ်ဒါကြောင့်မို့တရားကုံတော်6ပါးဆိုတာအလေးနဲ့ထားပြီးတော့စဉ်းစားကြည့်မြတ်စွာဘုရားဟောတဲ့ဓမ္မမြတ်စွာဘုရားဟောတာကြည့်နော်သီလကိုပြည့်စုံအောင်လုပ်သီလကိုပြည့်စုံအောင်လုပ်ပြီးတော့ကိုယ်ခန္ဓာကိုယ်ပေါ်မှာဉာဏ်ဆိုင်ပြီးတော့ယုံနာဓမ္မသင်္ခါရတွေကိုဆင်ញင်စဉ်းစားတတိတွေခိုင်မာအောင်သမာဓိတွေရင့်တန်လာအောင်ပညာတွေထက်မြက်လာအောင်ကြိုးစားအထောက်မယ်ဆိုရင်အဲ့ဒီသင်္ခါရတရားတွေရဲ့ချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်ဆိုတာတွေ့မယ်အဲ့ဒီနိဗ္ဗာန်တွေ့သွားလို့ရှိရင်ထာဝရငြိမ်းတဲ့အငြိမ်းကိုရရှိနိုင်တယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟ
မြတ်စွာဘုရားဟောတဲ့ဒီလိုမှန်ကန်တဲ့ဝိပဿနာကျင့်စဉ်တရားဝိပဿနာကျင့်စဉ်တရားကိုကျင့်လို့ရှိရင်ရရှိလာနိုင်တဲ့မဲ့လေးပါမဲ့လေးပါရတာနဲ့တပြိုင်နက်အကျိုးအနေနဲ့ဖြစ်ပေါ်လာမဲ့ဖို့လေးပါဒီတဘာဝဒီတရားတွေဟာတကယ်ကျင့်ရင်တကယ်ရတယ်တကယ်လုပ်တကယ်ဖြစ်တယ်ဆိုတာမြတ်စွာဘုရားဟောထားတယ်အဲ့ဒါကြောင့်မို့လို့တရားရဲ့ဂုဏ်ကြီးတွေအမခံချက်ပေးတဲ့အနေနဲ့မြတ်စွာဘုရားဟောထားရှိတယ်သောခါတော်ဘဂဝတာဓမ္မောမြတ်စွာဘုရားဟောတဲ့ဓမ္မဟာအမှန်တိုင်းဟောတာဖြစ်တယ်လုံးမဖြစ်တဲ့တရားတခုမှမဟောဘူးလုံးဖြစ်တဲ့တရားတွေကြီးပဲကောင်းလူတိုင်းလုံးလို့ရတယ်လေသီလဆိုတာစောင့်တည်လို့ရတယ်သမာဓိကျင့်စဉ်ကျင့်လို့ရတယ်ကျင့်ရင်ကိုယ်အတိုင်းတာလျောက်အကျိုးတရားဆိုတာလည်းရောက်လာမယ်ပညာဆိုတာလည်းကျင့်ကြံလို့ရတယ်ရလာလို့ရှိရင်အတိုင်းတာတစ်ခုရမျက်မှောက်ပြုလာနိုင်တယ်လို့ရင်လှုပ်တဲ့အတိုင်းဖြစ်နိုင်လို့သွားခါတော့မမှန်ကန်ကန်ဟောထားတဲ့တရားတဲ့အဲ့ဒီမမှန်ကန်ကန်ဟောထားတဲ့တရားဟာဘုရားကလွဲရင်ကျန်တဲ့ပုဂ္ဂိုလ်တွေမသိဘူးလားလို့ဆိုမဟုတ်ဘူးလှုပ်တဲ့ပုဂ္ဂိုလ်တိုင်းသိနိုင်တဲ့တန်ဋိဋ္ဌိကောလှုပ်သူကိုယ်တိုင်သိနိုင်တယ်ဘယ်လောက်ကျင့်တတ်စရာကောင်းတော့ကိုလှုပ်ကိုသိတယ်ပေါ့ကိုလှုပ်ရင်ကိုရတယ်အေးငါရတယ်မင်းတို့တော့ငါပြောတဲ့အတိုင်းယုံညာလို့ဒီလိုပြောရမှာမဟုတ်တာတန်ဋိဋ္ဌိကောကိုယ်တိုင်မြင်နိုင်တယ်တဲ့ဒီကျင့်စဉ်ကိုကျင့်ဘယ်သူပဲကျင့်ဒီအဆင့်ရောက်မှာနော်ဘယ်သူပဲကျင့်တဲ့ပုဂ္ဂိုလ်တိုင်းဒီအဆင့်ကိုရောက်မှာတန်ဋိဋ္ဌိကောအဲ့ဒါလို့ရောက်ဖို့ဆိုတာဟာဘယ်လောက်ထိအောင်ဘယ်နှစ်စောင့်ရမှာတော့လို့အချိန်ဘယ်လောက်ယူရမှာတော့ဆိုယူစရာမလိုဘူးတဲ့အကာလိကောနော်ခုလို့ခုရတယ်အဲ့လိုရသည့်အတွက်ကြောင့်ကိုရပြီလို့ရှိရင်ကိုယ့်ရဲ့မိဘဆွေမျိုးတွေကိုနဲ့ချစ်ခင်တဲ့ပုဂ္ဂိုလ်တွေလာစမ်းမှာမိတ်ဆွေတွေကြည်စမ်းမှာလှုပ်ကြည်စမ်းမှာဟောပြောလို့ရတယ်တကယ်မရှိတဲ့ဟာဆိုရင်ခေါ်ပြလို့ပဲရမလဲကိုယ်တိုင်တွေးရှိခံစားရတဲ့အခါမှာခေါ်ပြလို့ရတယ်လှုပ်ကြည်စမ်းမှာမင်းလည်းဒီတိုင်းတွေးမှာပဲဟောအဲ့ဒါကိုအေဟိပတိကောလို့ခေါ်တာဩပနေဟိကောအခုလို့အခုအကျိုးရှိတာမို့တရားဓမ္မဟာအခုနှလုံးသွင်းအခုစိတ်အေးချမ်းသာမှုရတယ်ဘလောက်ပဲတောကဖြစ်နေလောကလူတွေမှာမြန်မာလူမျိုးတွေစဉ်းစားကြတယ်လေတောကဖြစ်เสียကြုံတဲ့ကအိုးပစ္စည်းသင်္ခါရလူသင်္ခါရဟောတွေးလိုက်တာနဲ့ပဲစိတ်ကတောကရော့သွားတာဒါသိကြတယ်ထပ်ပေါက်ဆိုတာရသွားတာအဲ့ဒါလို့မစဉ်းစားတတ်တဲ့လူကြတော့ကိုယ့်ကိုယ်တတ်သိတဲ့အဆင့်ရောက်ပေါ်တာထပ်ပေါက်မရှိဟောဒီလိုစဉ်းစားတာထပ်ပေါက်တစ်ခုပဲအဲ့လိုနဲ့တောကကိုဖြေနိုင်ကြတာပေါ့ဒါကြောင့်မို့ဩပနေဟိကောစိတ်ထဲမှာချက်ချင်းပို့ထားလိုက်တယ်ပစ္စတံဝိရိတကောဝိညုဟိအသိပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုယ်တွေ့ခံစားနိုင်ကြတယ်ဟောမြတ်စွာဘုရားတရားတော်တွေဟာတကယ်ကိုလူတိုင်းပုဂ္ဂိုလ်မရွေးဘာသာမရွေးကြားမမရွေးအကုန်လုံးလုပ်ရင်လုပ်တယ်လို့အကျိုးရှိနိုင်တယ်အတိုင်းတာတစ်ခုရအကျိုးရှိနိုင်တယ်ဆိုတာဒါကြောင့်မို့အဲ့ဒီတရားကိုပဲဒါတို့ကမှန်ကန်တဲ့တရားမရတာတို့မလုပ်လို့မရတာဟုတ်လားလုပ်ရင်ရကိုရရမယ်ဒီတရားပေါ်မှာအာကိုယုံကြည်မှုအလေးထားမှုဆိုတာဓမ္မံယေဝအဓိပတိကတ္တဝါဓမ္မပေါ်မှာလေးစားတယ်ကိုကျင့်ရမယ့်တရားပေါ်မှာအလေးထားတယ်အေး၅ပါးသီလဆိုတာသိအရေးကြီးတယ်သီလပေါ်မှာအလေးထားတယ်ဒါနဆိုတာလည်းလှုပ်တဲ့နဲ့ဒါနပေါ်မှာအလေးထားတယ်သမာဓိဆိုတာလည်းဒုစိတ်ငြိမ်အောင်ကြိုးစားရမှာသမာဓိတရားပေါ်မှာအလေးထားတယ်ဘဝမှာဆင်ခြင်စဉ်းစားပြီးတော့အသိပညာဆိုတာလည်းအရေးကြီးတယ်ဟောအသိပညာပေါ်မှာအလေးထားတာအဲ့ဒါလို့ဓမ္မရဲ့စွမ်းရည်တွေပေါ်မှာအလေးထားပြီးတော့အကုသိုလ်တွေကိုဖယ်ရှားလို့ကုသိုလ်တွေတိုးပေါအောင်ကြိုးစားရမယ်လို့အလေးထားတဲ့ပုံလေးထားနေခြင်းမတူကိုအလေးထားပြီးတော့ကြိုးစားတာတစ်ခုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုအလေးထားပြီးကြိုးစားတာတစ်ခုဓမ္မကိုအလေးထားပြီးတော့ကြိုးစားတာတစ်ခုအဲ့ဒီလိုအလေးထားတန်ဖိုးထားပြီးတော့ကြိုးစားအထောက်မဲ့ဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုစိတ်တွေမသွားအောင်မကောင်းတာဆိုတာအကုသိုလ်မဖြစ်အောင်ကောင်းတဲ့ဘက်ကိုစိတ်တွေသွားအောင်ကောင်းတယ်ဆိုတာကုသိုလ်တွေမိမိတဏ္ဍာမှာဖြစ်အောင်ဒီလိုကြိုးစားအထောက်ကြရမှာဖြစ်တယ်တဲ့
အဲ့ဒါကိုမြတ်စွာဘုရားကအာဓိပတိယသုတ်ဆိုတာဟောထားတာရှိတယ်အဲ့ဒီအာဓိပတိယသုတ်ကိုခြုံငုံပြီးတော့ဒီကနေ့ဟောကြားပေးခြင်းဖြစ်ပါတယ်ဟောအလေးထား၍စဉ်းစားဆင်ခြင်ကောင်းအောင်ပြင်မိမိကိုမိမိအလေးထား၍မိမိရဲ့ပတ်ဝန်းကျင်လောကကြီးကိုအလေးထား၍မြတ်စွာဘုရားဟောကြားတဲ့အမှန်တရားတွေကိုအလေးထား၍အလေးနဲ့ဆင်ခြင်စဉ်းစားပြီးတော့ကိုယ့်ကိုယ်ကောင်းအောင်ပြင်တယ်ကောင်းအောင်ပြင်တယ်ဆိုတာမကောင်းတဲ့ဇာတ်တွေကောင်းလာအောင်အကုသိုလ်တွေဖယ်နိုင်အောင်ကြိုးစားတယ်ကုသိုလ်တွေတိုးပွားလာအောင်ကြိုးစားတယ်အကုသိုလ်မှန်သမျှရှောင်လို့ကုသိုလ်မှန်သမျှမိမိတဏ္ဍာမှာပြည့်စုံစေအောင်စိတ်ဖြူစင်အောင်ထားနိုင်အောင်ကြိုးစားအားထုတ်ကြတယ်အဲ့ဒါလို့အားထုတ်ခြင်းသည်သာလဲမှန်ကန်တဲ့လောက်ရဖြစ်တယ်ဒီလိုလုံးမသာလဲလူဘဝတစ်ခုရလာရကျိုးဖရာသာသနာတော်နဲ့ကြုံတွေ့ရကျိုးတို့တွေလူဖြစ်ရကျိုးနတ်မှာလို့ကိုစီသဘောကျပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒဖြစ်ပါစေဓမ္မောတရံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရမရာတိတိဘာဝောနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ခြင်းတရားစိတ်ကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗ္ဗေပူဇာညစ်နောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လင်းပြောက်ပေမရောက်အောင်ပဲဖြောင်းကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောသီရိဘဝကိလေသာဟုပုခတ်သိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေးမြုပ်တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာဉ်သူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း